မင်္ဂလာပါချဲ့စီချစ်သူတို့ရေဒီနေ့အတွက်နောက်ဆုံးရချဲ့စီသတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ချဲ့စီအသင်းဟာနောက်ဆုံးရာသီကြိုခြေစမ်းပွဲအဖြစ်စပိန်ကလပ်ရီရဲ့ဆိုစီတက်အသင်းနဲ့ယနေ့ည9 နာရီခွဲမှာရှုပြိုင်ကစားသွားမှာဖြစ်ပါတယ်ချဲ့စီအသင်းရဲ့ကာဇက်စတန်လူငယ်ကျယ်ပွင့်ဒက်စတန်ဆက်ပါယက်ဟာဘန်လီအသင်းသို့အငှားဖြင့်ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်ချဲ့စီအသင်းဟာလူငယ်ကစားသမားလေးကိုအတွေ့အကြုံရစေဖို့တရားသည်အငှားချခဲ့တာဖြစ်ပါတယ်။ဘန်လီအသင်းဟာစပါရက်ကိုခေါ်ယူရန်အပြင်းထန်ကြိုးပမ်းခဲ့ပြီးချဲ့စီအသင်းကလည်းယနေ့ညတွင်ခွင့်ပြုပေးခဲ့ပါတယ်။အဲဟီလဲအသင်းဟာချဲ့စီတောင်ပန်ကစားသမားနက်တိုနဲ့ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရရှိသွားပြီလို့သိရပါတယ်။ချဲ့စီအသင်းဘက်ကတော့နက်တိုကိုရောင်းချဖို့လမ်းဖွင့်ထားပြီးပြောင်းရွေးကြေးယူရိုတန်း60ဝန်းကျင်ရရှိလိုနေပြီ။အဲဟီလဲနဲ့ချဲ့စီတို့ကြားပြောင်းရွှေ့ခြင်းအတွက်ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပါတယ်။ချဲ့စီအသင်းတိုက်စစ်မှုဒီလက်ဟာအီတလီကလပ်ကိုမိုအသင်းသို့ပြောင်းရွှေ့လိုခြင်းမရှိဘဲပရီးမီးယားလိဂ်တွင်သာဆက်လက်ကစားလိုနေပါသည်ချဲ့စီအသင်းကတော့သူ့ကိုပေါင်တန်း40ဖြင့်ရောင်းချသွားဖို့ဆန္ဒရှိနေပါတယ်။အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ချဲ့စီချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။